ဖေမေမေတို့နဲ့တသားမီမီလေးတို့ကုန်တိုင်းမှာဈေးဝယ်သွားရင်းနဲ့ပြောလို့ရမယ် English speaking အတူအထွာလေးတွေကိုအတူတူလေ့လာကြည့်ကြရအောင်လဲထဲမှာပဲထိုင်နေပါလို့တသားမီမီတို့ကိုပြောချင်တဲ့အခါမှာတော့ stay in the cart stay in the cart ဝေမပြေးနဲ့အဝေးကြီးကိုမပြေးနဲ့လို့ပြောချင်တဲ့အခါမှာတော့ don't run away don't run away ဘယ်တစ်ခုကိုလိုချင်တာလဲလို့မေးမယ်ဆိုရင်တော့ which one do you want which one do you want စင်မော်ကိုပြန်တင်လိုက်ပါ put it back on the shelf put it back on the shelf တခုပဲလိုတာပါ we need only one we need only one ပစ္စည်းတွေကိုရှောက်မကင်နဲ့လို့ပြောချင်တဲ့အခါမှာတော့ don't touch the displays don't touch the displays တန်းစီပြီးတော့စောင့်ပါ wait in line wait in line သားရည်သမီးရည်ဒီအိတ်လေးကိုကင်ထားပေးမလား can you hold this bag can you hold this bag ကျဥဝယ်ဖို့လိုတယ်လို့ပြောချင်တယ်ဆိုရင်တော့ we need to buy some eggs we need to buy some eggs အကယ်၍အဲ့ဒီနေရာမှာစီဝယ်ဖို့လိုတယ်ဆိုရင်တော့ we need to buy some oil we need to buy some oil ပန်းသီးဝယ်ဖို့လိုတယ်ဆိုရင်တော့ we need to buy some apples we need to buy some apples ဆိုတော့ကိုဝယ်ချင်တဲ့စကားလုံးလေးကိုထည့်ပြီးတော့မှဒီစာကြောင်းမှာအသုံးပြုလို့ရပါတယ်ပတ်စံရှင်းရအောင်ဆိုရင်တော့ let's pay for this let's pay for this အခုပြောသွားတာလေးတွေကတော့ကုန်တိုင်းမှာဈေးဝယ်ရင်းနဲ့တသားမီမီလေးတို့နဲ့အတူ English လို့ပြောလို့ရတဲ့စကားပြောလေးတွေပဲဖြစ်ပါတယ်ဖေမေမေတို့အတွက်နောက်ထပ်အသုံးဝင်တဲ့ English စကားပြောလေးတွေကိုလည်းနောက်ထပ်ဗီဒီယိုလေးတွေမှာအတူတူလေ့လာကြည့်လို့ရပါတယ်